ကိုက်ခုတ်တေကြမွေဖားကင်းတန်းစုံဖန်နတ်တိုက်ကို၌ပြုသူခွင့်မှုရှိရာမြည်သာခန္ဓာပရိလှကိုနိညခါခါရွတ်ဖတ်ရ၏လို့ဆိုတဲ့အတိုင်းအစိတ်ဘေးမှကင်းဝေးစေရန်ခန္ဓာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်တဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယနာတေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခေတမေတပ္ပထသဗ္ဗရသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံဓမ္မနာမဟေဝိရုပခေယိမေမေတ္တံမေတ္တံဧရပထေယိမေသဗျံဗုဒ္ဓေယိမေမေတ္တံမေတ္တံကာနာဂေါတမကေယိသာအဘာတကေယိမေမေတ္တံမေတ္တံဒွိပါတကေယိမေသတုပတေဟိမေမေတ္တံမေတ္တံဘဟုပတေဟိမေမာမံအဘာတကောဟိန္တိမာမံဟိန္တိဒွိပါတကောမာမံသတုပရောဟိန္တိမာမံဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသကေဝလံသဗ္ဗေပတ္တရာနိပတ္တန္တုမာကေစီပါပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝိစိကတတပရိဩနနာဘိတရဘုမုတိကာကတမေရခကတမေပရိတံပဋိကမန္တုဗုဒ္ဓနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာခန္ဓာသုတ်တံဟောရခတုခန္ဓာသုတ်တံခန္ဓာသုတ်ပိတောမြတ်တိဟောတောမကံပရိတယစိတ်ဓာကြည်ပြုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုယ်လည်းကြမ်းမာစိတ်ချမ်းသာ၍အစိတ်ဘေးဝေးကွာလွတ်ချမ်းသာကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း